လောကမှာကျွန်တော်တို့လုံးဝမကြောက်တဲ့အရာနှစ်ခုရှိတယ်အဲ့ဒါကိုသိသွားရင်ခမရဲ့အသက်ရှင်ရတဲ့ရက်တွေကပို့ပြီးအေးချမ်းသွားလိမ့်မယ်ကျွန်တော်တို့အားလုံးဒီကဘာကြီးကိုတစ်ခေါက်ပဲလာခွင့်ရတာပါတဲ့နောက်နှစ်ပေါင်း100လောက်ကြာသွားရင်ခမရောကျွန်တော်ရောဒီလောကကြီးထဲမှာရှိတော့မှာမဟုတ်ပါဘူးတသက်လုံးရုန်းကန်လှုပ်ရှားခဲ့ပေမဲ့တေသွားရင်အတချောင်းတဲတဲ့ပွင့်အောင်တဲသွားလို့မရဘူးလေတဲ့တသက်လုံးဆွဲလန်းခဲ့သမျှအချစ်တွေအညို့သေးတွေတဲသွားလို့မရဘူးတဲ့ဘဝဆိုတာတူတူလေးပါတဲ့ဒါကြောင့်စားကျင်တာတွေစားတွေ့ကျင်တဲ့လူကိုတွေ့နှစ်တက်တဲ့အလှပတွေကိုကြည့်ပြီးကိုဝါဒနာပါတဲ့အလုပ်ကိုပဲလုပ်ပါတဲ့ဘဝဆိုတာမူလကတည်းကပျက်စီးခြင်းသဘောတရားပဲတဲ့ရှေ့ဆက်ရမယ့်အချိန်တွေကတိတ်မရှိတော့ဘူးလေတဲ့ပတ်စံရှိရင်နေ့ရက်တွေကိုကောင်းကောင်းဖြတ်တန်းပါပတ်စံမရှိရင်တော့ကိုယ်စိတ်ခံစားချက်ကိုကောင်းအောင်ထားလိုက်ပါတဲ့ချိန်နေကုံဆုံးသွားတဲ့အခါအရာအလုံးကိုကျွန်တော်တို့လက်လွတ်နိုင်ရမယ်အေးချမ်းနေပါကြားမအောင်နေပါပြီးတော့ပျော်ပျော်ရွှင်ရွှင်ရေမောလိုက်ပါကိုယ့်ဘဝမှာတင်းယုံလောက်ပဲအလုံများနေရရင်လုံလောက်ပါပြီကိုယ့်ဘဝတည်းကဘယ်သူ့ကိုမှမနာလို့မဖြစ်ပါနဲ့အပြည့်လဲမတင်ပါနဲ့လူလောကမှာလူမျိုးစုံနဲ့တွေ့ဆုံရမှာပဲကောင်းတဲ့လူတွေကတင့်ကိုပျော်ရွှင်မှုပေးတယ်လို့ဆိုးတဲ့လူတွေကလည်းအတွေ့အကြုံတွေပေးလိုက်မယ်တဲ့အဆိုးဆုံးလူတွေကတင်ငန်းစာပေးပြီးအကောင်းဆုံးလူတွေကတော့တမိုးရှိတဲ့တင်နန်းတစ်ခုပေးသွားလိုက်မယ်တဲ့ဒါကြောင့်ဆုံးရှုံးရမှာကိုမကြောက်ပါနဲ့တဲ့ဘာလို့လဲဆိုတော့တင်ဆုံးရှုံးလိုက်ရတာတွေကမူလကနေကတင့်ပိုင်မဟုတ်လို့ပဲတွဲဆုံမှုအားလုံးဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးဝင်လာတဲ့လူကိုတမိုးထားပြီးထွက်သွားမဲ့လူကိုတော့လွတ်ပေးလိုက်ပါတဲ့တင့်ကိုနာကျင်စေတဲ့အရာမှန်သမျှတင့်ဘဝရဲ့ကံကြမ္မာတစ်ခုကြောင့်မှုလို့ပါတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်